တကယ်လို့များခြေစည်းနဲ့ပွဲမှာစီတပင်ကျရက်တာချော်မလိုက်ခဲ့ရင်ခရစ်စပယ်ပဲလီအတင်းကိုသုံးဖို့သွင်းပြီးမှသုံးဖို့စလိုက်တာပြန်မပေးခဲ့ရရင်လပါဘူးလို့ချန်ပီယံလိဝင်ဝင်အောင်နံပါတ်မှန်တဲ့တင်ရပရီးမီးယားလိချန်ပီယံဖြစ်သွားမှာပါအဲ့လိုစစ်တီရောက်လာအောင်တကူတော်ရုံးပြခဲ့တဲ့လူဝစ်ဆိုရဲ2013-2014ပရီးမီးယားလိပေါ်လုံးရတီတောင်ပြောပြသွားမှာပါပြောနေရဗျာစာရင်လာရလားတကယ်တော့ရာသီမစခင်မှာဆိုရဲအဆိုးအဆုံးချန်ပီယံနဲ့ရင်ဆိုင်နေရတာပါဘာလို့လဲဆိုတော့2012-2013ပေါ်လုံးရတီရဲ့ချယ်ဆီနောက်ခံလို့အိုင်ဗန်နိုဘစ်ကိုကိုက်ခဲ့တဲ့အတွက်10ပွဲပဲခံထားလို့ပါဒါဒီစပွဲစဉ်9ပွဲတည်းသူကပွဲပဲပြစ်ဒဏ်ကျနေတော့မှာပဲအဲ့ဒီချိန်မှာလူတိုင်းကသူ့ဝေဖန်နေကြတဲ့အတွက်ကြောင့်သူကိုယ်တိုင်လည်းအာဆင်နယ်ကိုပြောင်းဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့စတီဗင်ဂျရက်ကသူ့ကိုတားခဲ့ပြီးနောက်တစ်နေ့ထပ်ကစားကြည့်ပါဦးမင်းရီယယ်မက်ဒရစ်ဒါမှမဟုတ်ဘာစီလိုနာရောက်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါသမိုင်းဝင်ပြောင်းလဲမှုရဲ့အစားပဲဖြစ်ပါတယ်ဆိုတော့ပွဲပန်ပြစ်ဒဏ်ကုန်လို့သူ့ရဲ့ပထမဆုံးပွဲကဆန်းနာလက်နဲ့ပွဲပါပြန်လာခြင်းမှာလည်းနှစ်ကိုးသမီးသူဘလောက်တောင်ဘောလုံးကမှုဆာလောင်နေကြောင်းပြသခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကဘယ်သူမှမတားဆီးနဲ့နေကြောက်ဆရာကစားသမားတစ်ယောက်ဖြစ်လာပြီးတော့2013-2014ရာသီမှာစော်လက်ကကစားခဲ့တဲ့ပွဲရင်းတွေလို့ကိုးသွင်းပြီးတော့တွင်းနဲ့ကိုးရတဲ့ရိုးရိုးကိုးရမှုပဲနဲ့တကူတော့ဖက်ကြော်တာပြီးအဝေးကန်ချက်ကိုးတွေပဲဖြစ်ပါတယ်အထူးသဖြင့်ဒီဇင်ဘာလအတွင်းမှာသူဟာ၄ပွဲကစားပြီးတော့10ဂိုးထိသွင်းခဲ့ပါတယ်ဒါဟာပရီးမီးယားလိသမိုင်းမှာတစ်လအတွင်းဂိုးများဆုံးရတဲ့ဆန်တွေမှာအဲ့ဒီချိန်မှာစော်လက်ကမက်ဆီနဲ့ရိုနယ်ဒိုရဲ့အဆင့်ထဲကိုမကျွံအောင်မှသူတို့ထပ်မရတဲ့ခြေစွမ်းဆိုတာကိုသိကြပါတယ်စော်ရက်ကြောင့်ပြောရင်နော်ဝက်နဲ့ပွဲကိုလည်းမပြောလို့မရပါဘူးအဲ့ဒီပွဲမှာသူက၄ဂိုးသွင်းပြီးတကူဖန်တီးခဲ့ပါတယ်အဲ့ဒီ၄ဂိုးစလုံးကကမ္ဘာ့စင်ဂိုးတွေကြီးပါပဲဂါ40အကွာကနေတန်သွင်းလိုက်တဲ့ဘောလီဂိုးရဲ့ခေါင်းကံမောကနေပိတ်သွင်းလိုက်တဲ့ဂိုးပြီးတော့နောက်ခံလူခေါင်းမောနေကြော်ဖြတ်ပြီးသွင်းလိုက်တဲ့ဂိုးနောက်ပြီးတော့ဖီးကိတ်ကနေသွင်းတဲ့ဂိုးတွေပါနော်ဝက်နောက်ခံလူတွေမကပါဘူးတကဘာလုံးကလူတွေသူ့ကိုကြောက်သွားစေတဲ့ပွဲပါပဲအဲ့ဒီရာသီမှာလည်းစော်ရက်ဟာဟက်ဖက်3ညင်ရခဲ့ပါတယ်သူ့ရဲ့အားသာချက်ကတော့ဇွဲပါပဲဘောလုံးတစ်လုံးကိုဆုံးရှုံးသွားရင်တော့မှတစ်ဖက်လူစီကနေပြန်လုပြီးဂိုးသွင်းတတ်တဲ့ကစားသမားဖြစ်ပါတယ်ဘောလုံးကိုဆွဲလာမယ်လူလူတဲ့နေရာကိုဘောလုံးဆဆွဲထုတ်မယ်ပြီးရင်တကူလုံးရုံးကန်ပြီးပြေးထွက်သွားမယ်ဒါပြီးရင်ဖြစ်တဲ့နေရာနေဖြစ်တယ်လို့ကိုးသွင်းမယ်ဒါဆော်ရက်တယောက်တော့လောက်ပြခဲ့ဘူးရဲ့အရာပဲပါအဲ့ဒီရာဒီမှာဆော်ရက်ဟာ33မိနစ်ကစားပြီး30ကိုသွင်းခဲ့တာပါထူးခြားတာကအဲ့ဒီ30ကိုမှပင်နယ်တစ်လုံးမှမပါပါဘူးပင်နယ်ရဲ့အဲ့ဒီချိန်ကစီတီဗင်ဂျရက်ကန်ခဲ့တာပါတကယ်လို့ပင်နယ်ရီတာကန်မယ်ဆိုရင်ဆော်ရက်ဟာဂိုး40ကိုကျော်သွားနိုင်ပါတယ်ဆော်ရက်ဟာဂိုးသွင်းရုံနဲ့မဟုတ်ဘဲနဲ့ဂိုးဖန်တီးမှုမှာလည်းဆက်နဲ့ချိန်ပြီးပြုလုပ်ထားတာပါဆိုလိုတာကတရားဒီလုံးမှာဂိုး43ဂိုးထိတိုက်ရိုက်ပါဝင်ပတ်သက်ထားတာပါသူနဲ့ဒန်နီယယ်စတာရဲ့ SA ရဲ့တွဲဖက်မှုရဲ့အဲ့ဒီရာသီမှာဂိုးပေါင်း50ကျော်သွင်းခဲ့ပြီးတော့လပါဘူးနှစ်ပေါင်း20ကျော်အတွင်းပထမဆုံးချိန်ချန်ပီယံစုနဲ့အနီးစပ်ဆုံးဖြစ်အောင်ပို့ဆောင်ပေးခဲ့တာပါဒါပေမဲ့ဒီဇလန်အပြောစရာနဲ့အဆုံးသတ်ခဲ့တာမဟုတ်ပါဘူးချယ်ဆီနဲ့ပွဲမှာဂျရက်ချော်လဲတာအစပြီးတော့2စီးနဲ့ရှုံးနေခဲ့ပြီးတော့မဖြစ်မနေနိုင်ရမယ့်ခရစ်စတယ်ပဲလီနဲ့ပွဲမှာလည်း3ခုတာနဲ့3ခုပြန်ပေးလဲလို့တေးကြခဲ့တာကြောင့်လပါဘူးကဒုတိယရဖို့တေးကြသွားခဲ့ပါတယ်ခရစ်စတယ်ပဲလီနဲ့ပွဲပြီးမှတော့ဆွဲလက်ကသူ့ကိုယ်သူမထင်ငင်တော့ပဲအင်ဂျီကိုအုပ်ပြီးငိုတော့တာပါပဲအဲ့ဒီရာသီကုန်မှာတော့သူကဘာစီလိုနာအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဒါပေမဲ့2013-2014ဆိုရဲဟာပရီးမီးယားလိသမိုင်းမှာတဦးချင်းစီစွာအကောင်းဆုံးပြသနိုင်ခဲ့တဲ့သူဖြစ်အားလုံးအသိမဲ့ပြုကြပါတယ်။သူ့မှာမက်ဆီလိုပါရမီရိုနယ်ဒိုလိုခန္ဓာကိုယ်မျိုးမရှိပေမဲ့နိုင်မခံရှုံးမပေးတဲ့စိတ်သက်တစ်ခုရင်းနဲ့သူကဒီ level ထိရောက်လာခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။တကူတို့စမ်းဆောင်မှုတွေအကြောင်းပြောရင်2013-2014ဆိုရဲအကြောင်းလုံးဝမေ့ထားလို့မရပါဘူး။2013-2014ဆိုရဲအကြောင်းတော့ဒီလောက်ပါပဲ။နားဆင်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။